လူသားတို့ဤကိုးကွယ်မှုနှင့်ထာဝရဘုရားဤပညတ်တော်ကဘာတဝမ်းရှိလူသားများသည်အမျိုးမျိုးသောရိုးရာဓလေ့ထုံးလန်းစင်လာများကိုလိုက်နာကြသည်အချို့ကနတ်များကိုကိုးကွယ်ကြပြီးအချို့ကလူပုဂ္ဂိုလ်များကို၎င်းအချို့ကကွယ်လွန်သူတို့၏ဝိညာဉ်များကို၎င်းအချို့ကမူလူလုတ်ရာဝတ္ထုများကို၎င်းကိုးကွယ်နေကြပါသည်အခြားသူများသည်တိရစ္ဆာန်များတဘာဝဖြစ်စဉ်များတီးခြားဘာသာတရားများသို့မဟုတ်မိမိကိုယ်ကိုပင်ကိုးကွယ်နေကြသည်ထာဝရဘုရားသခင်၏ပညတ်တော်၌ငါမှတပါအခြားသောဘုရားကိုမကိုးကွယ်ရဟုထွတ်မြောက်ရာကျမ်းခန်းကြီး20အပိုက်ငယ်3တွင်ပါရှိပါတယ်ပါဏိဝေါဟာယအားဖြင့်၎င်းကိုဗုဒ္ဓောမေတရဏံအဉ္ဉဏတ္ထိဘုရားမှတပါအခြားကိုးကွယ်ရာမရှိဟုဖော်ပြပါသည်ယေရှုခရစ်တော်ကလည်းငါကိုအမိမပြုလျင်အဘယ်သူများခမည်းတော်ထံသို့မရောက်ရဟုရှင်ယောဟန်ခန်းကြီး14အပိုက်ငယ်6တွင်မိန့်တော်မူခဲ့ပါသည်